ဘောလုံးဝါသနာရှင်ညီကိုတို့အားလုံးမလာပါလို့ဥစွာနှုတ်ခွန်းဆက်ပါတယ်ဗျာဒီနေ့အတွက်ကမ္ဘာဖလားရှုံးထွက်10နှစ်တင်းအဆင့်ရဲ့စိတ်လှုပ်ရှားစရာပွဲစဉ်တွေကတော့တပွဲထက်တပွဲပိုပြီးအရှိန်အဟုန်ပြင်းလာခဲ့ပါပြီဒီနေ့မှာတော့ဥရောပရဲ့ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့စပိန်ပေါ်တူဂီခရိုအေးရှားတို့နဲ့အတူမာကျောတဲ့ဆွစ်ဇာလန်တို့ပါဝင်မဲ့ပွဲစဉ်3ပွဲလုံးကိုအခြေအနေတွေဂိုးပေါ်ဂိုးအောက်အလားအလာတွေနဲ့အတူကျဲပွင့်အဆင့်ယုံကြည်မှုသတ်မှတ်ချက်တွေကိုအသေးစိတ်သုံးသပ်တင်ပြပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိအတူတူစောင့်ကြည့်ပေးကြအောင်နော်ပွဲစဉ်စပိန်အော်စတြေးလျကမ္ဘာဖလားရှုံးထွက်အဆင့်မှာထိပ်တိုက်တွေ့ဆုံနေတဲ့တီကီတာကစတိုင်စပိန်နဲ့မာကျောတဲ့ဥရောပမြေကအော်စတြေးလျတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်အားကြအရစပိန်က1.364နဲ့တိတိတတ်တာအလေးတာနေပြီးအော်စတြေးလျကတော့10တူအထိရှိနေပါတယ်ဗျာစပိန်အသင်းရဲ့ကွင်းလယ်ဆိုးမှုနဲ့ကစားကွက်အချိတ်ဆက်ဟာအော်စတြေးလျထက်အများကြီးတာလွန်နေတာတွေ့ရမှာပါအော်စတြေးလျဘက်ကတော့ခန့်စစ်ကိုချစ်ချစ်လစ်လစ်ပိတ်ဆို့ပြီးတုံ့ပြန်ဖို့စူးစမ်းလာမှာဖြစ်ပေမဲ့စပိန်ရဲ့တရားဆက်ဖိအားပေးမှုကိုတားဆီးဖို့ခက်ခဲပါလိမ့်မယ်ဒါကြောင့်ဒီပွဲမှာစပိန်အနိုင်နဲ့အတူဂိုးပေါ် over 2.5ဖြစ်ဖို့ဖြစ်နိုင်ခြေများပါတယ်ခမန်းရလက်အနေနဲ့စပိန်က 3C ဒါမှမဟုတ်3-1 လောက်နဲ့ဂိုးပြတ်နိုင်ပွဲရယူသွားဖို့ရွေးချယ်ထားပါတယ်။ပွဲစဉ်2 Portugal Croatia ဒီညရဲ့အကောင်းဆုံးပွဲကြီးပွဲကောင်းလို့ပြောရမယ့်ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ပေါ်တူဂီနဲ့ခရိုအေးရှားတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။အားတကြည့်ရင်ပေါ်တူဂီက1.858ဖြစ်ပြီးခရိုအေးရှားက9.1ရှိတာမို့ပေါ်တူဂီကအနည်းငယ်ပိုပြီးအလေးတာနေတာတွေ့ရမှာပါ။နှစ်သင်းလုံးရဲ့လူစည်းရင်းနဲ့အတွေ့အကြုံကအဆင့်တန်းမြင့်မားလာသလိုကွင်းလယ်ပိုင်းမှာလည်းအကျိတ်အနယ်ရှိလာပါတယ်။ဒါပေမဲ့ရှုံးထွက်ပွဲစဉ်ရဲ့ဖိအားတွေကြောင့်နှစ်သင်းလုံးအမားမခံပဲကစားကွက်ကိုအထိမ့်မှတ်နဲ့ပိတ်ဆို့သွားဖို့ပဲရွေးချယ်ထားပါတယ်။ဒါကြောင့်မိနစ်60အတွင်းဂိုးသိမ့်မထွက်ပဲပွဲချစ်လေးဖြစ်သွားဖို့ဖြစ်နိုင်ခြေများပါတယ်ဗျာ။အဓိကရွေးချယ်မှုအနေနဲ့ဂိုးအောက်under 2.5ကိုပဲဆွဲကင်ထားခြင်းပြီးခံမှန်းရလက်ကတော့ပေါ်တူဂီက1 စီလောက်နဲ့ပဲကပ်ပြီးအနိုင်ရသွားဖို့ဖြစ်နိုင်ခြေများပါတယ်။ပွဲစဉ်3ဆွဲဇာလန်နောက်ဂျီးရီးယားစနစ်ကြတဲ့ဆွစ်ဇာလန်နဲ့အာဖရိကရဲ့မြေကွေးကန်နာရအယ်ဂျီးရီးယားတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျာ။ယောက်ျားရဆွစ်ဇာလန်က2.38ဖြစ်ပြီးအယ်ဂျီးရီးယားက4ရှိနေတာမို့ဆွစ်ဇာလန်ကပိုပြီးအလေးတာနေပါတယ်။ဆွစ်ဇာလန်အသင်းရဲ့ခန့်စစ်နဲ့ကွင်းလယ်စုဖွဲ့မှုဟာအလွန်တောင့်တင်းသလိုကမ္ဘာဖလားလိုပြိုင်ပွဲကြီးတွေမှာလည်းရှုံးထွက်အဆင့်အတွေ့အကြုံပိုရှိပါတယ်။အယ်ဂျီးရီးယားကလည်းကြက်ခိုင်မှုပိုင်းနဲ့အမှားရှာတုံ့ပြန်မှုစူးစမ်းမှဖြစ်လို့ပွဲကအပြန်အလှန်အပြိုင်မှုပြင်းထန်မှာပါ။ဒါပေမဲ့ပိုပြီးစနစ်ကျတဲ့ဆွစ်ဇာလန်အသင်းကပဲပွဲကိုထိန်းချုပ်ပြီးကတ်နိုင်သွားဖို့ဖြစ်နိုင်ခြေများပါတယ်။ဒါကြောင့်ဒီပွဲကိုဆွစ်ဇာလန်အနိုင်နဲ့အတူဂိုးနည်းမဲ့ဂိုးအောက် under 2အဖြစ်ပဲရွေးချယ်ထားပါတယ်။ခမန်းရလက်ကတော့ဆွစ်ဇာလန်က 1C ဒါမှမဟုတ် 2C လောက်နဲ့နိုင်သွားဖို့ဖြစ်နိုင်ခြေများပါတယ်ဗျာဒီညရဲ့ကမ္ဘာဖလားရှုံးထွက်ပွဲစဉ်ကြီးတွေကဘယ်အသင်းတွေနောက်တစ်ဆင့်တက်သွားမလဲထင်လဲမိမိတို့ရဲ့ထင်မြင်ချက်တွေကိုအောက်က comment မှာဝင်ရောက်ဆွေးနွေးသွားကြအောင်နော်ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နောက်ထပ်ပွဲကောင်းတွေမှာပြန်တွေ့ကြမယ်အားလုံးပဲကံကောင်းကြပါစေ